7 နာရီကျော်မိုးကပြင်းပြင်းထန်ထန်ရွာနေတော့ကျွန်တော်တယောက်တည်းအိမ်ပေါ်ထပ်မှာထိုင်နေတော့ဖုန်းမြည်လာတယ်ဟယ်လိုလို့ပြောလိုက်တော့တစ်ဖက်ကဘာမှပြန်မပြောဘူးပြီးတော့မိန်းကလေးအတန်နူးညံ့နဲ့ကျမအောက်ထပ်မှာပါတကားလာဖွင့်ပေးပါလို့ပြောတယ်ကျွန်တော်အံ့ဩသွားတယ်အောက်ထပ်မှာဘယ်သူမှမရှိဘူးဆိုတာသိနေတယ်ဒါပေမဲ့စိတ်မချလို့ပြတင်းပေါက်ကနေအောက်ကိုကြည့်လိုက်မိတယ်မိုးရေထဲမှာမိန်းကလေးတစ်ယောက်ရက်နေတယ်ခေါင်းငိုက်ပြီးမလုတ်ပဲရက်နေတယ်မျက်နှာလည်းမမြင်ရဘူးစပင်ရှည်တွေကမျက်နှာကိုဖုံးထားတယ်အဲ့ဒီအချိန်ဖုံးထဲကအတန်ကျွန်တော်ကိုပြန်ပြောလာတယ်ကြည့်မနေပါနဲ့နောက်မှရောက်နေပြီကျွန်တော်နှလုံးခုန်မြန်လာတယ်တဖြည်းဖြည်းလှည့်ကြည့်လိုက်တော့အနားမှာမိုးရေဆူနေတဲ့အမျိုးသမီးတစ်ယောက်မျက်နှာမပါပဲရက်နေတယ်အသက်ရှူတော့မရတော့ပဲဖြစ်နေမိတယ်သူမကဖြည်းဖြည်းချင်းအနားကိုနီးလာတယ်တကားဖွင့်ပေးလို့ဆိုပြီးပြောလာတယ်ကျွန်တော်အလန့်တကြားနဲ့ပြန်ပြီးပြတင်းပေါက်ဖက်ကိုပြေးငုံကြည့်လိုက်မိတယ်အောက်မှာရှိတဲ့လူမရှိတော့ဘူးဒါပေမဲ့အပေါ်ထပ်ထဲမှာကျွန်တော်နဲ့အတူတယောက်ရှိနေပြီဆိုတာသိချသွားတယ်ကျွန်တော်တကားဘက်ကိုတဖြည်းဖြည်းချင်းရှောက်သွားတယ်ထွက်ပြေးခြင်းပေမဲ့ခြေထောက်တွေမလုံနိုင်ဘူးနောက်ကနေချွတ်လို့ရေဆူနေတဲ့ခြေတံတွေလိုက်လာတယ်တကားနာရောက်တော့အောက်ထက်ကတကားကိုတယောက်ယောက်ခောက်နေတယ်ဖုန်းကလည်းမပိတ်သေးဘူးအတန်ကတခါထပ်ပြောလာတယ်ကျမအောက်မှာရှိတယ်ဒါပေမဲ့ကျွန်တော်နောက်မှာရှိတဲ့မိန်းကလေးကလည်းနားနာကပ်ပြီး ATA ဆက်အတန်နဲ့ပြောလာတယ်မဖွင့်နဲ့ကျွန်တော်မသိတော့ဘူးဘသူမှန်တယ်ဘသူမားတယ်ဆိုတာကိုတကားခောက်တန်ကပိုပြင်းလာတယ်အဲ့ဒီအချိန်ကျွန်တော်နောက်မှာရှိတဲ့သူကတဖြည်းဖြည်းလက်ကိုမြှောက်လာတယ်ရေဆူနေတဲ့လက်ချောင်းရှိတွေကကျွန်တော်ပခုံးပေါ်ကိုထိလိုက်တယ်သူ့လက်တွေကအရန်အေးဆက်နေတယ်လူမဟုတ်တလို့ကိုအေးနေနာတာသူကဝင်လာချင်တာငါကအရင်ဝင်လာခဲ့ပြီးသားသူမကနားထဲမှာတူတူလေးပြောလာတယ်တကားခောက်တန်ရက်သွားတယ်အိမ်တစ်လုံးလုံးတိတ်ဆိတ်သွားတယ်ဖုံးကလည်းတိတ်သွားတယ်ကျွန်တော်တဖြည်းဖြည်းပြန်လှည့်ကြည့်လိုက်တော့သူမရဲ့မျက်နှာတဖြည်းဖြည်းပေါ်လာတယ်မျက်လုံးမရှိဘူးနှာခေါင်းမရှိဘူးပါးစပ်လည်းမရှိဘူးဒါပေမဲ့အတန်ကိုတော့ကြားနေရတယ်နောက်တစ်ယောက်ဝင်လာတော့မယ်အဲ့ဒီအချိန်တကားကသူ့လိုဖြည်းဖြည်းချင်းဖွင့်လာတယ်